မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာခေဆက်သတင်းဌာနကကျွန်တော်နိုင်စိုးအောင်ပါအစိုးရအကြောင်းတွေမှာကြောင်းထားမယ်ဆိုရင်အကြမ်းဖက်အဖွဲ့တွေကိုကြည်စံအတောင့်တရာပေးရမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မကွေးတိုင်းဒေသကြီးဂံကောမြို့နယ်မှာရှိတဲ့ဒေသခံပြည်သူတွေအနေနဲ့ကျောင်းသားကျောင်းသူတွေကိုအစိုးရအကြောင်းတွေမှာကြောင်းထားမယ်ဆိုရင်တစ်နှစ်ကိုကြည်စံအတောင့်တရာပေးရမယ်လို့အကြမ်းဖက်အဖွဲ့တွေကချိန်ချောက်ထားတာဖြစ်ပါတယ်ဒေသခံပြည်သူတွေအနေနဲ့မိမိတို့ရဲ့ကလေးငယ်တွေကိုအစိုးရကျောင်းတွေမှာကျောင်းထားပြီးအကြမ်းဖက်အဖွဲ့တွေစိုးမိုးထားတဲ့နယ်မြေမှာနေထိုင်မယ်ဆိုလို့ရှိရင်တခြားသူတွေကဒလန်လို့ဆွဆွဲပြောဆိုတာတွေမခံရအောင်တစ်နှစ်ကိုကြည်စံအတောင့်တရာပေးရမယ်လို့အကြမ်းဖက်အဖွဲ့တွေကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါအပြင်ကျောင်းသားကျောင်းသူတွေကိုအစိုးရကျောင်းတွေမှာထားရင်တဦးကိုငွေ15သိန်းကျပ်အကြမ်းဖက်အဖွဲ့တွေထံကိုပေးရမှာဖြစ်ပြီးတော့စာသင်နှစ်တစ်နှစ်ပြီးခဲ့ရင်လည်းအဆိုပါကျောင်းသားတွေကအကြမ်းဖက်အဖွဲ့တွေထံမှာတင်တန်း2လတွားတက်ရမှာဖြစ်တယ်လို့လည်းဒေသခံတွေစီကသိရပါတယ်။ရင်းတော့အစိုးရကျောင်းတွေမှာကျောင်းမတက်ရောက်ရတဲ့ကျောင်းသူကျောင်းသားတွေကိုလည်းအကြမ်းဖက်အဖွဲ့တွေကစီဒီအန်ဆရာမတွေကိုချင်းချောက်တင်ကြားခိုင်းနေပြီးအဆိုပါဆရာမတွေကိုလစာပေးဖို့အတွက်ဒေသခံပြည်သူတွေစီကတအိမ်လျင်တစ်လ2000နှုန်းနဲ့ချင်းချောက်ကောက်ခံနေတယ်လို့လည်းဒေသခံတွေစီကသိရပါတယ်။အကြမ်းဖက်သမားတွေကဂံကောမြို့နယ်ရှိကြေးရွာတွေမှာနေ့စဉ်ရက်ဆက်ဒေသခံပြည်သူတွေစီကနေလက်နက်ပြချင်းချောက်ငွေကြေးတောင်းခံနေကြတာဖြစ်ပါတယ်။အဲဒါကြောင့်ဂံကောမြို့နယ်မှာရှိတဲ့ဒေသခံပြည်သူတွေကကလေးငယ်တွေအေးချမ်းစွာပညာသင်ကြားနိုင်ရေးနဲ့ပြည်သူတွေစိတ်အေးချမ်းသာစွာနေထိုင်စားသောက်နိုင်ရေးအတွက်အကြမ်းဖက်အဖွဲ့တွေကိုညံသုံးရှင်းလင်းပေးဖို့တပ်မတော်ထံကိုတောင်းဆိုထားကြပါတယ်။သတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။မြန်မာခေတ်ဆက်ရဲ့သတင်းတွေကို TikTok, YouTube, Telegram, Facebook တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။